ဦးနိုင်ကျော်ကျွန်တော်ကိုအလုပ်ကိစ္စနဲ့လာစီးရုံးနေဆိုရင်လာလန်းလှည့်ပြန်လိုက်ဒီမှာဦးနိုင်ကျော်ကျွန်တော်ငွေတွေဘလောက်ပဲပုံပေးကျွန်တော်မမဟုတ်ကျွန်တော်လုပ်ငန်းပိုင်ရှင်ပေါ်မှာကျွန်တော်သစ္စာရှိတယ် အခုလာတာအလုပ်ကိစ္စနဲ့မဆိုင်ပေါင်းငါတူရဲ့ကိုကြီးကကိစ္စပေါ့ ကိုကြီးကိုယ်တာကိစ္စ ဟုတ်တယ် ဦးနိုင်ကျော်ပြောတဲ့ကိုကြီးကိုယ်တာကိစ္စဟာကျွန်တော်နဲ့သက်ဆိုင်တာဦးနိုင်ကျော်နဲ့သက်ဆိုင်တာ နိုင်အောင်စရုံးနဲ့သက်ဆိုင်တာ 喂，喂，这个大巴是肉呀，还有帮你弄水，好。你呀，这裤标紧的现在，公益现在没这裤标紧的，这不完了。အဖေကိုတားပြောရင်အဖေစိတ်ဆိုးမှာလားဒါမှမဟုတ်အဖေစိတ်မကောင်းဖြစ်ပါလား 啊妈，然后喽，发现都掉班。 ဘာတကားချိုလက်ထက်ချင်း 没差别你。 ဒါတကားချိုလက်ထက်မယ်ဆိုတာအခုလောဆယ်ပုံသေးတယ်ဒါဆွေးနေဆောင်နေတာဒါလက်ထက်မယ်ဒါအဖေဘောဒါ 不知道你那没什么不啦，多特别的时候，没弄尿的，帮那个后帮自己标的，没弄尿，来看对的，干没了呢？俺在我们以为呢，刚搞出来呢，从那出来大型是这个，那是吧？ အဖေကလေချုပ်ဝေးပါဘောအဖေက မစင်လက်ရှားတွေအရန်တက်တယ်အသက်ကြီးပြီဆိုတော့စိတ်ညစ်စရာတွေတွေးနေပေါ့ဗျာအစားတော့လည်းစင် အစားတောက်ကြတော့မဟုတ်ပါဘူးဒေါက်တာရဲ့ဟိုတနေ့ကစိတ်ထိခိုက်စရာတွေကြုံလိုက်ရလို့ပါ ဒါဆိုရင်လက်ရှားအရန်တက်လာတယ်ဆိုရင်ကျွန်တော်ဖုန်းဆက်ပါကျွန်တော်အိမ်မှာပဲရှိတယ် ဟုတ်ကဲ့ပါဒေါက်တာဟုတ်ကဲ့ပါ ကျွန်တော်လည်းမဟုတ်ကျွန်တော်ခွင့်ပြုပါ ဆရာအဖေရဲ့အချင်းလေးကိုမိသားစုဝင်တယောက်လိုသဘောထားပြီးပုံမှန်နေပြောပါချင် ဒီယောဂမျိုးကစိတ်နဲ့ဆိုင်တယ်ငါတူကြီးဝေဒနာရှင်ဟာစိတ်လှုပ်ရှားစရာတို့စိတ်ညစ်စရာတို့တွေးမိတာတို့မြင်မိတာတို့ဆိုလို့ရှိရင် pressure တွေအရန်တက်တယ်pressure တက်လို့ရှိရင်အုံနောက်သွေးကြောတွေပါပြတ်သွားနိုင်တယ်အဲ့ဒါဆိုလူနာဒုက္ခဖြစ်နေတယ်အဲ့ဒီတော့လူနာကိုစိတ်ထမ်းလာအောင်ငါတူပြီးတော့ထားတော့နော်ကဲဆက်ဘူး ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့အဖေဘယ်လိုနေသေးလဲတက်တာ ခေါင်းတင်နေမှုသာလွယ်ဖေသက်တာပါပဲ ဖေးဒီရက်ပိုင်းထဲမှာအလုပ်မသွားနဲ့နော်အိမ်မှာပဲအေးစီအနာပြီနော်ဖေးနော် ကုမ္ပဏီကလုပ်တယ်တားလို့ထားပါပါအဖေစိတ်ချမ်းသာနေပါနော် အဖေစိတ်ဖေအတန်းနိုင်ဆုံးထိနိုင်ပါပဲဒါပေမဲ့ညီလေးနဲ့ပတ်သက်လိုက်အဖေရင်ထဲမှာတအုံနွေးနွေးခံစားနေရတယ်ပါအဖေလည်းအသက်ကတော်တော်ရလာပြီဘယ်နေ့သေးမယ်ဆိုတော့မပြောနိုင်ဘူးပါအဖေမသေးခင်ညီလေးနဲ့အတူမိသားစုပျော်ပျော်ရွှင်ရွှင်လေးနေသွားခြင်းနဲ့ကွာအဲ့ဒါကိုကာယကံရှင်ဖြစ်တဲ့သားပဲညီလေးကိုအကျိုးကြောင့်ပွားရှင်းပြစီခြင်းတယ်ပါဖေပြောတဲ့ဒီတစ်ခုတော့ပါအနေနဲ့ဖြစ်အောင်လုပ်ပေးပါကွာအရှင်တော့ကလုပ်ငန်းကိစ္စတွေမအောင်မြင်ခဲ့ပေမဲ့အခုလုံးမဲ့အလုပ်တစ်ခုတော့အောင်မြင်အောင်မင်းလုပ်ပေးစေချင်တယ်ကွာ
စိတ်ချပါဖေဖေသာစိတ်ချမ်းသာအောင်နေပါနော်အဖေစိတ်ချမ်းသာဒါကြိုးစားပါမယ်ခေါ်ပေးပါမယ်ခေါ်ပေးပါ ဟိုမောင်ရဲသေးများရှိသလားမသိဘူးကိုရှိပါတယ်ညာအထဲမှာခဲကြွကျေးဇူး နိုင်ကျော်ကျွန်တော်စီလာတဲ့ကိစ္စဟုတ် sorry ပဲဦးနိုင်ကျော်ဦးနိုင်ကျော်ကျွန်တော်ကိုအလုပ်ကိစ္စနဲ့လာစီးရုံးနေဆိုရင်လာလန်းလှည့်ပြန်လိုက်ဒီမှာဦးနိုင်ကျော်ဦးနိုင်ကျော်ကျွန်တော်ငွေတွေဘလောက်ပဲပုံပေးကျွန်တော်မဟုတ်ဘူးကျွန်တော်လုပ်ငန်းပိုင်ရှင်ပေါ်မှာကျွန်တော်သစ္စာရှိတယ် အခုလာတာအလုပ်ကိစ္စနဲ့မဆိုင်ပါဘူးငါတကယ်ကိုကြီးကကိစ္စပါ ကိုကြီးကိုယ်တာကိစ္စဦးနိုင်ကျော်ပြောတဲ့ကိုကြီးကိုယ်တာကိစ္စဟာကျွန်တော်နဲ့သက်ဆိုင်လာတာဦးနိုင်ကျော်နဲ့သက်ဆိုင်လာတာ နိုင်အောင်စလုံးနဲ့သက်ဆိုင်တာရရဲ့ရှိတယ်ညာသားပြေလို့မင်းကလေးနဲ့ဆိုင်ရ ဟာ ပါတော့နောက်ကိုမင်းမိန်းကလေးတွေနဲ့တူတာတဲ့ပုံပြီးမပြောနဲ့ အဲ့ဒါကျမမ ဟုတ်တယ် ငါကလေးကို အော်ဖုန်းပြန်မရပါနဲ့ လာပါဟိုလိုက်လို့လည်း ဖက်ပါတယ် လာပါကွာ မြတ်သားပြူပြောတယ်ရှိတယ်ကိုကပြောပြီးတော့ရတယ်တခုခုကိုပြန်သိရမယ်ကိုကျင်တော့ ရပါပြီ အဲ့ဆရာဆိုရဲကိုမပြောပါနဲ့မြတ်သားပြူကိုမြတ်သားပြူအရင်ချစ် တချင်နေရမတူဘူးလေဆရာတို့ကကုန်ကြီးပိုင်းရှိညာသားပြီကကုန်ကြီးပဲ တော့ပါတော့အဲ့ဒါကြီးအချစ်မှာဘာမှအရင်မကြည့်ပါမြတ်သားပြူမြတ်သားပြူကိုအရင်ချစ်တာလည်းဟုတ်ချစ်တယ်မလား ညာသားပြီကြောက်တယ် ဘာလို့ကြောက်တာလဲမြတ်သားပြူမြတ်သားပြူကိုမယုံကြည်ဘူးဆိုရင်မြတ်သားပြူနဲ့ကိုတရားရုံးမတက်ပြီးနဲ့ဥဒ္ဓဘောတူလက်မှတ်ထိုးမယ်လေအဲ့လိုဆိုရင်မြတ်သားပြူကိုပို့ပြီးယုံကြည်စိတ်ချသွားပြီပေါ့နော်မြတ်သားပြူကိုချစ်တယ်မလားငါချစ်တယ်မလား